စုတွေကိုအချိန်နဲ့မပေးလို့တနေ့နေ့ဝေးနေရတဲ့ဆိုဘဝအတွက်ရည်မြေချကန်စီရမနာရမို့လေကျိုးသာပွေရှာတို့မိသားစုရှိရအတွက်သာတန်တာမပြေတာပေါ်မလာမဆာလွမ်းနေမှာမိဘရဲ့ကိုဆုံးလာအဝေးကတားလဲလွန်နေတာချိန်တွေတိုင်းလို့အမေကိုလဲလွမ်းဖို့ဖေကိုလဲအလွမ်းဖို့ညီလေးညီမလေးများနဲ့မိသားစုတွေကိုအချိန်နဲ့မပေးလို့တနေ့တည်း